ဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဟုတ်ညီမမေးခွန်းလေးနည်းနည်းလေးမေးချင်တယ်ပေါ့နော်ဟုတ်ပထမဆုံးအနေနဲ့ကကြတော့မကဒီအိမ်လေးကိုညီမတို့ရဲ့ဒီရွှေမြတ်မွန် construction နဲ့ရုံရုံကြည်ကြည်ဆောက်လုပ်ပေးပြီးသွားတော့ဒီအိမ်လေးကိုပိုင်ဆိုင်လိုက်ရတဲ့နေ့တုန်းကဘယ်လောက်ထိဝမ်းသာပျော်ရွှင်မှုဖြစ်လဲပေါ့အဲ့ဒါလေးတစ်ချက်လောက်ပြပြပေးပါအောင်ဟုတ်အိမ်မက်လိုတောင်ဖြစ်နေတဲ့တမီးရဲ့တဲ့မှာအရန်ကိုဝမ်းသာတယ်ဘာလို့လဲဆိုတော့အမားတို့အနှစ်နဲ့အလားလားမျှော်လင့်ခဲ့တဲ့ဟာလေအဲကြောင့်မလို့ဒီဥစ္စာကိုအိမ်အောင်စဆောက်ပြီးတော့မှဟိုအိတ်တာတော့မှညလိုက်အိမ်မက်လိုကြီးဖြစ်နေအဲ့လိုမျိုးအရန်ကိုဝမ်းသာတဲ့တမီးရဲ့ဘသူတခြားဟိုသူနဲ့တောင်မတူဘူးအမားတို့ကခါကြတော့သူများလိုမျိုးအများကြီးရှိပြီးတော့စောက်တာမဟုတ်ပဲနဲ့ကိုကရုံးကန်ရင်တဝက်တစ်ပြက်နဲ့အဲ့လိုမျိုးပေါ့နော်ဟိုထဲ့လိုက်ရင်အဲ့လိုမျိုးဟိုဟာပေါ့ကိုမှရှိတဲ့ဥစ္စာလေးတွေလည်းရောင်းချပေါ့အဲ့လိုမျိုးထဲ့လိုက်ရင်နဲ့ဒါတအိမ်လုံးရဲ့စိတ်ဆန္ဒနဲ့အမားတို့ကဒီအိမ်လေးကိုဖြစ်လာအောင်စောက်တာဆိုတော့တခြားအရန်ရှိတဲ့လူနဲ့တော့မတူစိတ်ခံစားချက်ကတအားကိုဝမ်းသာတယ်အဲ့မပျော်လောက်အောင်ကိုအိမ်မက်ကြီးလိုကြီးကိုဖြစ်ပြီးတော့ဝမ်းသာတယ်တမီးရဲ့ဟုတ်ကဲ့ပါရှင်မနောက်တစ်ခုကကြတော့ဒီလိုမျိုးချမ်းအခြေကြီးပေါ်မှာပေါ့တစ်ထက်အိမ်လေးကိုစောက်လုပ်ဖြစ်တဲ့ idea လေးစိတ်ကူးလေးကောင်းတော့လေ idea လေးဘယ်လိုလေးရသွားတာလဲပြပြပေးပါအမားတို့မှာကအိမ်မှာကအသက်89ပေါ့အခုအဖွားအသက်89အမားတို့ဒီအိမ်ပြီးတဲ့အခါကျတော့အိမ်ပြီးတော့ဆိုရင်အဖွားအသက်88အဲ့တော့အဲ့ဖွားကတမီးက तू ကအဲ့လိုမျိုးဟိုပါပေါ့အပေါ်တက်လိုက်ဆင်းလိုက်မလုံနိုင်တာမလုံနိုင်ဘူးပြီးတော့ဘယ်လိုဖြစ်လဲဆိုအမားတို့မှာမိသားစုဝင်တွေကဟိုလိုတိမ်နဲ့အတူတူနေတဲ့အခါကျအပေါ်ထက်အောက်ထက်ဆိုရင်တယောက်နဲ့တယောက်ကအပေါ်ထက်ကလူကလည်းအောက်ကိုမဆင်းလာတော့ဘူးအောက်ထက်ကလူကလည်းအပေါ်ထက်ကိုမတက်တော့ဘူးဆိုရင်တိမ်နဲ့အတူတူနေပြီးတော့မိသားစုတွေကဟိုဝေးကွာတယ်လို့ခံစားရတယ်အဲ့ကြောင့်အမားတို့ကဘယ်လိုလုပ်လိုက်လဲဆိုတော့ဧည့်ခန်းနဲ့မျက်နှာချင်းဆိုင်မှာပဲအိတ်ခန်းနဲ့အကုန်လုံးထားလိုက်တယ်ပြီးတော့ရေချိုးခန်းအိမ်နာကိုမတို့ကအိတ်ခန်းထဲမှာဘယ်သူမှမထည့်ပေးထားဘူးလူတိုင်းကရေချိုးမဲ့အသိမလားဟိုအိမ်နာသွားမယ်ဆိုရင်အကုန်လုံးကဧည့်ခန်းကိုဖြတ်ပြီးမှသွားမှာပြီးတော့အမားတို့အိမ်မှာကည10နာရီအထိအကုန်လုံးမိသားစုဝင်အားလုံးကည10နာရီအထိဟိုပါပေါ့ TV တွေကြည့်မယ်အတူတူပေါ့နော်ဒီတနေကုန်ကိုဖြတ်တန်းခဲ့တဲ့ဥစ္စာတွေကိုစားရင်တောင်းရင် TV ကြည့်ရင်လည်းအတူတူပျော်ပျော်ရွှင်ရွှင်ပေါ့နော်စကားတွေဖလှယ်မယ်ဆွေးနွေးမယ်အဲ့လိုမျိုးနေကြတယ်ကွာ10နာရီနောက်ပိုင်းမှာကိုယ်ပိုင်အချိန်လို့သတ်မှတ်ကြတယ်10နာရီမထိုးမချင်းအမားတို့ကမိသားစုအချင်းချင်းအချိန်ပေးပြီးတော့မှအဲ့လိုဧကန်ကြဲကြဲထဲမှာအတူတူနေကြမယ်10နာရီနောက်ပိုင်းဆိုရင်ကိုပါကိုဖုန်းမဲကြည့်ကြည့်ပါပဲကြည့်ကိုယ်ပိုင်အချိန်ဖြစ်သွားပြီဆိုအမားတို့အဲ့လိုသတ်မှတ်တဲ့အခါကျတော့အဲ့လိုစိတ်ကူးလေးနဲ့ပဲအမားတို့ကဒီအိမ်လေးကိုဒီလိုပုံစံမျိုးလေးစောင့်မယ်ဆိုအမားတို့တအိမ်ကမိသားစုကတအိမ်လုံးပေါ့နော်တမီးတိုင်ပင်ပြီးတော့ခါကျတော့အမားတို့ကဒီအိတ်ခမ်းအကျယ်လေးကိုတော့တို့ဒီလိုယူကြမယ်အိတ်ခမ်းလေးကိုတော့တို့ဒီလိုယူကြမယ်အိတ်ခမ်းလေးကိုတော့ရေချိုးခမ်းတွေမထဲတော့ဘူးဒီလိုရွယ်ချက်တွေရှိတယ်ဆိုအမားတို့တအိမ်လုံးသဘောတူပြီးတော့မှဒီဥစ္စာလေးကိုအမားတို့ကပုံစံလေးဆွဲပြီးတော့မှရွှေမြတ်မုံမဲကိုအပ်တယ်ပြီးတဲ့ခါကျရင်သူတို့အခီကတေချာဒီဇိုင်းဆွဲပြီးတော့တမီးကအမားတို့စိတ်တိုင်းမကြမချင်းပေါ့ကတမီးကသိမလားအချင်းချင်းညှိပြီးတော့မှအဲ့လိုမျိုးတေချာညှိနိုင်နဲ့တေချာလှုပ်တဲ့အချိန်မှာနောက်ဆုံးအမားတို့လိုချင်တဲ့ပုံစံကိုအတိအကျထွက်လာတာပဲဟုတ်ကဲ့ရှင်မိုင်း idea လေးလည်းတကယ်ကောင်းတယ်မိသားစုရေးချစ်ခင်နေလို့ရအောင်ဆိုတော့လေဟုတ်တယ်တမီးဟုတ်ကဲ့ရှင်ဆိုတော့နောက်တစ်ခုအနေနဲ့ကကြတော့အင်စီကိုဒီပေါ့နော်မကဒီအိမ်ရဲ့ပိုင်ရှင်ဖြစ်သွားပြီဆိုတော့အခုမှအိမ်ပိုင်ဖို့အတွက်စူးစမ်းပြီးတော့ပတ်စံရှာနေတဲ့သူတွေပတ်စံစုနေတဲ့သူတွေရောဘယ်လိုမျိုးအားပေးစကားလေးပြောချင်လဲပေါ့ပြောချင်တယ်ဟုတ်အမားတို့ကတမီးကဟိုပါပေါ့ဒီအိမ်လေးဖြစ်ဖို့အမားတို့ကတော်တော်အားယူပြီးတော့မှကွာတစ်လောက်ဘလောက်ဆိုတို့မိသားစုတွေအဲ့လိုမျိုးတေချာပတ်စံစုကြတယ်ဘယ်နှစ်ဆိုရင်တော့ဒီအိမ်စောက်ဖြစ်ပြီးပေါ့အမားတို့ကငါကတမီးကစောက်မယ်လို့အားယူလိုက်ရင်တခါကိုပတ်စံမမှီဘူးဆိုပြီးတော့မှမစောက်ဖြစ်လိုက်ရင်လည်းနောက်တစ်ခါကျမထူးကွာငါတို့ကြိတ်မိတ်ပြီးတော့ရအောင်လုပ်ကြမယ်ဟေ့ဆိုပြီးတော့မိသားစုတွေအကုန်လုံးစုပြီးတော့မှဒီရှိတဲ့ပတ်စံကိုပဲအမားတို့စပြီးတော့ဒီ deposit တင်တဲ့အချိန်မှာပေါ့လက်ထဲမှာရှိတဲ့ပတ်စံအကုန်ပဲလုံးဝထပ်ပြီးအပိုမရှိတော့ဘူးဒီဥစ္စာကိုအမတို့ရှာရင်းနဲ့ပဲထပ်ဖြည့်ပြီးတော့မှသူတို့နဲ့အမောင်းနဲ့ညှိနှိုင်းပြီးတော့ထပ်ဖြည့်ပြီးတော့မှပဲဒီအိမ်တစ်လုံးကိုရောက်အောင်သွားကြတာတမီးကတစ်နှစ်နဲ့တစ်လကြာတယ်ပေါ့အဲ့တစ်နှစ်နဲ့တစ်လအတွင်းမှာအမတို့ကထပ်ရင်ရှာရင်ထပ်ရင်နဲ့ပဲဟိုကိုအိမ်ဆောက်ဖို့ဟိုပါပေါ့နော်အိမ်ကလည်းဆောက်လက်ဆဖြစ်သွားပြီဆိုတော့တမီးကမဖြစ်မနေထည့်ရတော့မှာဆိုတော့အဲ့အချိန်မှာကိုကဒီအိမ်ဆောက်ဖို့ကိုပဲအာယုံတွေအများကြီးထည့်ပြီးတော့မှအတကုံပေါ့မိသားစုဝင်တွေအကုန်လုံးတူစူးစမ်းကြတာအဲ့လိုမျိုးတူစူးစမ်းတဲ့အခါကျတော့ဒီလိုအကောင့်ထဲပေါ်လာတဲ့အခါကျတော့တမီးကတအားဝမ်းသာတယ်သူများနဲ့ကိုမတူအောင်အမားတို့ဝမ်းသာတယ်လက်ထဲမှာအပြည့်အစုံရှိပြီးတော့ဒီငွေအမောက်ကြီးတိုင်းငါတို့မှာအစင်းသိရှိပြီးဟေးဆိုပြီးတော့အဲ့လိုစောက်တာမျိုးမဟုတ်ဘူးအမားတို့ရှိမှာရှိသလောက်ကိုပဲအမားတို့ကဒီ deposit တင်ပြီးတော့မှကျန်တဲ့ဥစ္စာကိုရှာရင်းနဲ့မှအမားတို့ဖြည့်ပြီးတော့စောက်သွားတာအဲ့လိုမျိုးကြောင့်မလို့အများကြီးလဲပင်ပန်းတယ်ပြီးသွားတဲ့အချိန်မှာလည်းအများကြီးပေါ့နော်ဟိုပင်ပန်းခဲ့ပြီးတော့တော်တော်ကိုလည်းဟိုပေါ့နော်အသက်ရှူတော်တော်ခြောင်သွားတယ်သမီးကပြီးတဲ့အချိန်မှာသူများနဲ့မတူဘူးအမားတို့ကခါကြတော့လေဒီအိမ်
ပြီးပါမလားလို့တောင်မှလေတဲ့မလားပြူပြဲပြီးတော့မှအချင်းချင်းအဲ့လိုမျိုးတွေမိသားစုအချင်းချင်းကလေဟိုခေါင်းဆိုင်ပြီးတော့မှဒီအိမ်ပြီးစီးရေးကိုအမတို့ကတော်တော်ဟိုပါပေါ့သမီးကဟိုပါပေါ့မျောလင်းချက်တကြီးပဲမျောလင်းတဲ့တကြီးပဲသူများနဲ့ဟိုမတူတော်တော်မျောလင်းချက်အကြီးနဲ့အမားတို့ကဒီအိမ်ဟိုတော်တော်စိတ်ထည့်ပြီးတော့မှစောက်ကြရတာလူလဲပင်မန်းနဲ့စိတ်လဲပင်မန်းနဲ့ဒါပေမဲ့ပြီးတဲ့အချိန်မှာတော့သူများနဲ့မတူအောင်ပျော်တယ်အဲ့လိုမျိုးဟုတ်ကဲ့ရှင်ဟုတ်ဆိုတော့နောက်ဆုံးအနေနဲ့ကကြတော့ဒီအိမ်ကိုတာဝန်ယူပြီးတော့ဆောက်လုပ်ပေးခဲ့တဲ့တပည့်ရဲ့ရွှေမင်းမုံမင်း construction နဲ့ပတ်သက်ပြီးတော့အမှတ်တရစကားစူတောင်းစကားကျေးဇူးတင်စကားလေးရှိမယ်ဆိုလို့ရှိရင်ပြောပြပါဦးရှိတယ်သူတို့နဲ့အမှတ်တရအများကြီးဘာလို့လဲဆိုတော့ဒီကလေးတွေကဟိုသူကငယ်သေးရလေသူကငယ်သေးတယ်ဟိုအမားတို့နဲ့ဆိုရင်ဟိုသူတို့ဆိုသားတွေသမီးတွေပဲသူတို့ခေါ်တယ်ကလေးတွေကငယ်ပေမဲ့တော်တယ်အရန်လက်သိခံတယ်ကိုအမားတို့ခါကျတော့ဟိုအင်ရှင်ဆိုတော့သမီးကဖြစ်ချင်တာတွေကများတယ်ပြီးတော့ကို့အတွေးတွေကဟိုမျိုးစုံပေါ့ဟိုနားလေးကဒီဟာဖြစ်ချင်လိုက်ဒီနားလေးကဟိုကလဲချင်လိုက်နဲ့အဲ့လိုမျိုးစိတ်တွေအမျိုးမျိုးတွေဖြစ်တယ်အဲ့အမျိုးမျိုးဖြစ်တဲ့အပေါ်မှာလဲသူတို့တွေကအဲ့လိုမျိုးပေါ့ကိစ္စတိုင်းပေါ့သမီးကအင်ရှင်စိတ်တိုင်းကြသူလိုက်ရောပေးတယ်မသိတော့ဘူးဆိုရင်လဲသူတို့ကမတင့်တော်တယ်လို့သူတို့ကအဲ့လိုမျိုးအကျိုးအကြောင်းလေးနဲ့ရှင်းပြပြီးအမားတို့အကြံပေးတယ်အဲ့လိုမျိုးဆိုရင်ဟိုဘယ်လိုဟောမလဲဆိုတော့အချင်းချင်းကဟိုအဆင်ပြေတယ်ပေါ့ကွာအမားတို့ကခါကြတော့လေကိုကဟိုဖြစ်ချင်တယ်ဒီညာလေးကိုဒီလိုဖြစ်ချင်တယ်ဒါပေမဲ့သူတို့ကမာကြီးရေဒီညာလေးကတော့အဆင်မပြေဘူးဗျဒီညာလေးကဒီလိုဆိုရင်ပို့အဆင်ပြေတယ်ဗျဆိုရင်သူတို့ဟိုပြောတဲ့ဥစ္စာကိုအမားတို့ကပြန်ပြီးတော့မှနားထောင်ကြည့်တယ်အဲ့လိုမျိုးဆိုရင်သူတို့အကြံပေးတာလည်းဟုတ်နေတယ်ဆိုရင်ဒါအမားတို့ကတစ်ခါညှိနှိုင်းပြီးတော့မှတနေရာအဆင်ပြေသွားပြန်အဲ့လိုမျိုးတနေရာအဆင်ပြေသွားရင်နဲ့ပဲအဲ့လိုမျိုးပေါ့နော်သူတို့ပေါ်မှာအမားတို့ကစိတ်ကျေနပ်မှုအပြည့်နဲ့ပဲဒီအိမ်ပြီးသွားတယ်ပေါ့သမီးကအဲ့လိုမျိုးဆိုတော့သူတို့ကိုကျေးဇူးတင်တာထက်တောင်ပိုသေးတယ်အဲ့လိုမျိုးအဲ့ကြောင့်မလို့ဒီကလေးတွေကိုမှကျေးဇူးတင်စကားလည်းပြောချင်တယ်ပြီးတော့ခါကျတော့သူတို့ကစေတနာအရန်ပါတယ်လှုပ်တဲ့အချိန်မှာလေအဲ့လိုမျိုးအရန်တီးခံတဲ့စေတနာလည်းအရန်ပါတယ်အမားတို့ရဲ့ဟိုပါပေါ့အိမ်ရှင်ဘက်ကခန်းစားချက်တွေဆိုလဲသူတို့ကတေချာနားထောင်ပေးတယ်တေချာလဲလိုက်လုပ်ပေးတယ်အဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုခေါ်မလဲသမီးမိသားစုလိုတောင်ဖြစ်သွားတယ်ဒီတစ်နှစ်နဲ့တစ်လအတွင်းမှာမတို့ကမိသားစုလိုတောင်တော်တော်ဖြစ်သွားတယ်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုယ့်ရဲ့ဟိုဒီဘက်ကမပြည့်စုံခြင်းတွေဆိုလဲသူတို့ကိုပြောပြပြီးတော့မှဟိုစောင့်တင်တာလဲစောင့်ပေးဖို့အဲ့လိုမျိုးတွေနဲ့အမားတို့ကအတူတူသွားကြတာအဲ့လိုမျိုးဆိုတော့ဒီအမားတို့အိမ်ပြီးသွားတာကိုသူတို့လည်းအမားတို့နဲ့ထပ်တူဝမ်းသာမယ်လို့အမားကတော့ယုံကြည်တယ်ဘာလို့လဲဆိုတော့သူတို့ကတော်တော်ကိုဒီအိမ်ပေါ်မှာသူတို့ကလည်းတော်တော်ကိုဟိုအားထဲ့တယ်စိတ်ကြည်နဲ့မှုအပြည့်အဝရှိအောင်လဲသူတို့ကတသေးချာတီးခံပြီးတော့မှအမားတို့ရဲ့စိတ်ဆန္ဒတွေအကုန်လုံးလိုက်ရောပြီးတော့သူတို့ကလုပ်ပေးတယ်ကွာအဲ့လိုမျိုးဆိုတော့သူတို့ကိုကျေးဇူးတင်တယ်နောက်လဲဘယ်အင်ရှင်နဲ့မဆိုပေါ့နော်အဲ့လိုမျိုးအမားတို့လိုမျိုးပဲသူတို့တသေးချာသွားနိုင်မယ်ဆိုရင်တော့သူတို့ဒီထက်ပို့ပြီးတော့မှပေါ့နော်ဟိုထက်ပြီးတော့တိုးတက်အောင်မှာပါလို့ဒီကလေးတွေကိုအမယုံလဲယုံကြည်တယ်ပြီးတော့ခါကျတော့သူတို့ကိုအမသူတို့ကိုရှာတွေ့သွားတာလဲသမီးတို့ future house ကနေပဲfuture house ကနေသမီးတို့ဟိုပါပေါ့နော်အမတို့အိမ်ဆောက်မယ်လို့စိတ်ကူးတော့အဲ့လိုမျိုးလိုက်ပြီးတော့မှကြည့်တယ်ပေါ့ကွာဘယ်လိုအိမ်လေးဆောက်မလဲပြီးတော့ဘယ်လိုစိတ်ကူးလေးနဲ့ဆောက်ကြမလဲဆိုပြီးတော့အမတို့ကစပြီးတော့အိမ်ဆောက်မယ်လို့စိတ်ကူးတဲ့အချိန်မှာဒီ future house ကလေးကိုအမ follow လုပ်ထားတော့အဲ့ဒီမှာသူတို့ရဲ့ကြော်ညာလေးတက်လာတဲ့အချိန်မှာအမကအဲ့ကြော်ညာကိုသဘောကျပြီးတော့မှသူတို့နဲ့ join ဖြစ်သွားတာအဲ့လိုမျိုးဆိုတော့သူတို့ကျေးဇူးလဲတင်တယ်ဒီထက်လဲထပ်ပြီးတော့မှဟိုပါပေါ့နော်ဟိုကြီးပွားတိုးတက်ပါစေမိသားစုတွေဒီထက်မကအဆင်ပြေပါစေအဲ့လိုမျိုးပေါ့နော်ထပ်ပြီးတော့မှအိမ်တွေလည်းဒီထက်မကအများကြီးစောက်ပါစေလို့မှစုလဲတောင်းပေးတယ်ကျေးဇူးလည်းအများကြီးတင်တယ်သူတို့ဟုတ်ကဲ့ပါရှင်မဖြည့်ပေးလို့အများကြီးကျေးဇူးတင်ပါတယ်မမတို့မိသားစုလည်းဒီလိုချစ်စရာကောင်းတဲ့အိမ်လေးမှာမိသားစုတွေစုံစုံလင်းလင်းနွေးနွေးထွေးထွေးနဲ့နေ့တွေကြာကြီးအများကြီးနေသွားနိုင်ပါစေလို့ညီမတို့က future house ကရောရွှေမင်းမုံမင်းရောတူတူဆုတောင်းပေးပါတယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်